တင်နန်းဘယ်လိုတက်လို့ရမလဲရှင်ဟုတ်ကဲ့ကျွန်တော်အဲ့လေးပြောရနော်ကျွန်တော်တင်နန်း KCB တင်နန်းကိုအမှန်တကယ်စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်တကယ်တက်ချင်လို့ပဲဖြစ်တင်နန်းကိစ္စသိကျင်လို့ပဲဖြစ်ကျွန်တော်ဖြေရှင်းနေတာနော်ကျွန်တော်တင်နန်းရဲ့ဆောင်ပုံလေးရှိပါတယ်ကျွန်တော်ရဲ့တင်နန်းဆောင်ပုံလေးကဘာလဲဆိုတော့ကြီးကျယ်ခမ်းနားခြင်းမရှိပေမဲ့အမှန်တကယ်တက်မြောက်ဖို့တာဝန်ယူပါတယ်နော်အဲ့တော့ကျွန်တော်တင်နန်းကြောင်းလေးကြောင်းကိုကျွန်တော်ရှင်းပြပါမယ်ကျွန်တော်ကတဦးတယောက်ချင်းဒီကိုအိမ်တွေကိုလိုက်တင်ပေးပါတယ်ဆိုင်နေကနေမီနူတိုးချဲ့ကျင်တာပဲဖြစ်ဖြစ်အတိတ်ထမှန်ထည့်ကျင်တာပဲဖြစ်ဖြစ်ရှိပြီးသားမီနူကိုပဲရောင်းအောင်ကောင်းအောင်ဘယ်လိုလုပ်မလဲဘာလိုအပ်နေလဲအဲ့အရာတွေပဲဖြစ်ဖြစ်ကျွန်တော်ကလိုက်ပြီးတော့သင်ကြားပေးပါတယ်ကျွန်တော်နာမည်ကတော့ကိုကောင်းကျိုးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နော်တဦးတယောက်ချင်းဒီအိမ်မှာခေါ်တင်နေဆိုရင်တော့တင်နန်းကြီးကုန်ကျန်းဖို့မပါတင်နန်းကြီးဒီကြည်ပြန်ကျွန်တော်က3သိန်းယူပါတယ်3သိန်းဟုတ်ကဲ့ပါနော်ဟုတ်ကုန်ကျန်းပစ္စည်းအတင်နန်းသားဘက်ကဝယ်ယူတယ်ဆိုရင်တော့တင်နန်းသားတင်မဲ့ဟင်းပွဲနဲ့တင်နန်းသားတင်တဲ့ item ပေါ်မူတည်တဲ့ပြီးတော့ကျွန်တော်ကတော့တင်နန်းကြီးကိုညှိနှိုင်းပေးပါတယ်ဟုတ်ကဲ့ပါအခုလို့စိတ်ဝင်စားမေးမြန်းပေးတဲ့အတွက်လေမေးမြန်းတဲ့ညီမလေးကိုညီမလေးလားအမလားမသိဘူးเนาะညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ရေလို KC တင်နန်းကိုစုံစမ်းနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်40261426ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဖုန်းနံပါတ်လေးထပ်ပြောပါမယ်3940261426 KCT တင်နန်းကြောင်းနော်ဟုတ်ကဲ့အဲ့ဒါကိုကောင်းကျိုးဖြစ်ပါလေခင်ဗျာကျေးဇူးတင်ပါတယ်